မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပြီးသွားမှာကတော့အွန်လိုင်းပေါ်ရုပ်သံတင်မိသူတဦးကို KIA မှဖမ်းဆီးမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အွန်လိုင်းပေါ်မှာရုပ်သံတင်က KIA မကောင်းကြောင်ပြောဆိုသည်ဟုဆိုက KIA မှဖမ်းဆီးမှုကိုဖီမော်ကျေးရွာမှာဖြစ်ပွားခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်အွန်လိုင်းပေါ်တင်လို့ဆိုပြီး KIA ကဖမ်းသွားတာဟုတ်တယ်။သူကဖီမော်လမ်းမကြီးကိုရုပ်သံရိုက်ပြီးစာရေးတင်ထားတာကအရင်ပြည်သူစစ်နဲ့နေကြားဆောင်တက်အုပ်ချုပ်တုံးကကားတွေနဲ့စီကားပေးမယ်အခု KIA အုပ်ချုပ်တော့မှ၆ကတ်နေတာပဲဆိုပြီးတင်လိုက်တာဟုတ်တယ်။ဒါကို KIA ကသူတို့ကိုစော်ကားတယ်ဆိုပြီးချက်ချင်းပဲလာဖမ်းသွားတာအခုထိမလွတ်သေးဘူးလို့၎င်းကပြောပါတယ်။ KIA လက်နက်ကင်အဖွဲ့အစည်းကကချင်အထူးဒေသတဲ့နယ်မြေတွေဖြစ်တဲ့ကမ်ပိုက်တီချီပွေပန်ဝါစော်လွန်ဖီမော်ကမ်းဖန့်လန်စဲစတဲ့ဒေသများကိုပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကစပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကဒေသခံပြည်သူအများအပြားကိုစစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူများဟုထင်ကြေးပြီးကဖိနှိပ်ချုပ်ချယ်ခြင်းများနဲ့လူမျိုးရေးခွဲခြားဆက်ဆံခြင်းတွေကိုပါပြုလုပ်နေတယ်လို့မြေပြင်သတင်းများအရသိရပါတယ်။ဒါအပြင်ဝိုင်းမော်မြို့နယ်စတုံးကမ်ပိုက်တီသွားလမ်းတစ်လျှောက်မှာ KIA လက်နက်ကင်အဖွဲ့ကကုန်စည်ရင်များအင်စီကားများနဲ့ခီးသွားပြည်သူတွေထံမှနှစ်စင်ကြေးလဆင်ကြေးဟု၍မျိုးမျိုးဆက်ကြေးကောက်ခံနေတဲ့အပြင်ဒေသခံပြည်သူများကိုခီးသွားလာခွင့်အားတပတ်ထက်မကျော်ရန်ချိန်ချောက်ပြောဆိုထားပြီးတပတ်ထက်ကျော်လွန်မှာကခီးသွားပြည်သူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုအလုံးကိုချိတ်ပိတ်သိမ်းဆည်းခြင်းတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍစုံလင်စွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုထူးပဲကျေးဇူးတင်ပါတယ်။